ဆရာကတူတချောင်းကိုင်းပြီးစာသင်ခန်းထဲမှာရှက်ပတ်သွားလာနေတော့ရိုးရဲ့ကောင်လေးတယောက်ကသူ့လက်မောင်းကိုဖမ်းဆွဲပြီးမီးပင်ပေါ်စောင့်ချလိုက်ပါတယ်။အဲ့ဒီကောင်လေးနာမည်က James တဲ့။တကယ်တော့သူကအရန်ကိုအာဏာများတဲ့လူသက်သမားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အထောက်အထားကိုဖုံးကွယ်ဖို့ဒီကျောင်းကိုရောက်လာတာပါ။သူဒီကျောင်းကိုရောက်တာရက်အနည်းငယ်ပဲရှိသေးတာပါ။အစားပိုင်းမှာဆရာကသူ့ကိုမိတ်ဆက်ခိုင်းတယ်။ပြီးတော့ဘယ်မှာထိုင်ရမလဲဆိုတာကိုပြောပြပါတယ်။သူ့ထိုင်ခွန်းကနောက်ဆုံးတန်းမှာရှိပြီးအတန်းကအချောဆုံးကောင်မလေးရဲ့ပေးမှာပေါ့။ဒါပေမဲ့ပထမဆုံးအတန်းပြီးတာနဲ့အနိုင်ကျင့်တဲ့ကောင်လေးတစ်တိုက်ကသူ့စီကိုရောက်လာပြီးစပြီးရန်စားနှောက်ယှက်ကြတော့တာပေါ့။သူတို့ကကောင်မလေးကိုစနှောင်နေတာတင်မဟုတ်ဘူးချင်းချောက်ဖို့ပါစူးစမ်းနေကြတာပါ James ကချက်ချင်းပဲသူတို့ကိုတွန်းထုတ်လိုက်တယ်ဒီလောက်ရကြောင်းသူတို့ကပို့ပြီးတောတာထွက်သွားကြတာပေါ့သူတို့တွေကတယောက်ကသူ့မျက်နှာကိုလည်းတီးနေထိုးလိုက်ပြီးမြ James ကတော့ဘာမှမဖြစ်ဘူးဘာလို့လဲဆိုတော့အဲ့လိုနာကျင်မှုမျိုးကသူ့အတွက်ဘာမှအရေးမကြီးလို့ပါအချင်းကြီးကအဲ့ဒီမှာတင်မရက်ခဲ့ဘူးကောင်လေးတချို့ကသူ့ပိုက်ဆံအိတ်ကိုလွတ်ယူသွားကြပြီးမြသူကတော့တုံ့ပြန်ခြင်းမရှိသေးဘူးဒါပေမဲ့သူတို့ကသူ့မိသားစုဓာတ်ပုံအကြောင်းကိုမကောက်ပြောပြီးစော်ကားတဲ့အချိန်မှာတော့သူကဓာတ်ပုံကိုလေးမြန်းစွာပြန်ဆွဲယူလိုက်ပြီးသူတို့ကိုတင်ခန်းစာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဆရာတယောက်ရောက်လာပြီးတော့လူတိုင်းကိုခေါ်သွားပါတော့တယ်အိမ်တွေကတော့အနိုင်ကျင့်တဲ့ကောင်လေးတွေကန်ကောင်းလို့လွတ်မြောက်သွားခဲ့တာပေါ့ဒါပေမဲ့ရက်အနည်းငယ်အတွင်းမှာပဲသူတို့ရဲ့ရဲစွမ်းတတိကပိုးပြီးကြီးထွားလာပါတယ်သူတို့ကကောင်မလေးကိုအခက်နဲ့ဆွဲခေါ်သွားပြီးသူ့ရဲ့တလားစာမုံဖိုးတွေအကောင်လုံးကိုယူသွားကြပါတော့တယ်ကောင်မလေးကသူ့ပိုက်ဆံတွေကိုပြန်ရဖို့ကြိုးစားခဲ့ပြီးမြယုံရင်းစံခတ်ဖြစ်တာကြောင့်သူ့ဝတ်စုံကစွတ်ပြဲသွားပါတော့တယ်အခုတော့ James ကိုလုံးဝထိန်းချုပ်နိုင်တော့ဘူးသူကအခန်းလေးကိုစောင့်ကန်ပြီးဝင်သွားပြီးမညာမရပဲခြေထောက်တွေလက်သီးတွေနဲ့ထိုးချိတ်ကန်ကြောက်ပါတော့တယ်ခဏလေးထိုးချိတ်လိုက်တာနဲ့သူတို့အားလုံးမီးပင်ပေါ်လဲကျကုန်ပါတော့တယ်ဂျမ်ပင်ကတော့ထိခိုက်တန်တွေနဲ့စူးညံသွားတာပေါ့သူတို့နာကျင်လို့ညီးသွားနေရရုံကလေးလို့ဘာမှမတတ်နိုင်တော့ပါဘူးအိမ်နေနောက်ပိုင်းမှာတော့ကြောင်ထဲမှာဘသူမှ James ကိုထပ်ပြီးရန်စားဖို့မရဲတော့ပါဘူး